က်တိုင်းမျက်နှာဖောင်းပြီးနိုးလာတာစီတက်နေတာလို့ထင်နေတာလားဟုတ်ပါဘူးတကယ်တော့အသင့်မျက်နှာဖောင်းတာရဲ့အကြောင်းရင်းကအစီမဟုတ်ဘူးရေတက်ကိုခန္ဓာကိုယ်ကထိန်းထားတာပါဒီဗီဒီယိုမှာ24နာရီအတွင်းမျက်နှာဖောင်းတာရောစီမဲ့နီလန်ရှိကိုပြောပြပါမယ်ဆိုရီယန်အရင်ဆုံးအကြီးဆုံးတရားခံကစားပါ fast food အသင်းစားအချိုရည်ဒါတွေစားတာများလေခန္ဓာကိုယ်ကရေကိုပူသိမ်းထားနေတယ်ပါပဲရလက်ကမျက်နှာဖောင်းနဲ့ပိုက်ဖောင်းနဲ့နံပါတ်1ပိုတက်စီယန်ဆိုတော့အစားကိုရှော့ယုံနဲ့ကျွန်တော်မလုံလောက်သေးဘူးပိုတက်စီယန်ကိုတိုးစားရမယ်ငပြောသည်အုံစင်းရည်အာလူစတာတွေစားပါဒါတွေကစူရီယန်ကို balance ပြန်နှိပေးတာဖြစ်တဲ့အတွက်မျက်နှာဖောင်းတာတွေကိုတတ်စားစေတယ်ဒီနောက်တစ်ချက်ကလူအများစုမသိနိုင်တဲ့အချက်ပါဒီတစ်ခုတည်းကြောင့်မနက်နိုးရင်မျက်နှာပိုပြီးရှင်းလင်းလာနိုင်ပါတယ် crab carbohydrate တွေရှော့စားပါဒိုင်းရက်စားတဲ့ပထမ3ရက်မှာကို4ချိန်မြင်မြန်ကြတာကအစီမဟုတ်ဘူးခန္ဓာကိုယ်မှာပိုပြီးတိမ့်ထားတဲ့ glycogen နဲ့ရေဝိတ်ကြတာပါ glycogen ဆိုတာခန္ဓာကိုယ်ရဲ့ crab ပိုလောင်ထားတဲ့ energy tank လို့ပဲ crab များများစားလေဒီ tank ကပြည့်နေတယ်ပဲဒီတက်လည်းပိုပြီးတိမ့်ထားလေဖြစ်ပါတယ်သမင်းခောက်ဆွဲလို့ crab များတဲ့အစားအစာတွေကို2ရက်3ရက်လောက်ရှော့စားလိုက်ရင် glycogen နဲ့ရေဓာတ်တွေရော့ကျသွားပြီးတော့ နာနဲ့ body ကပိုပြီးကျစ်လို့မြင်ရပါတယ်။နာလေးရေတောက်တာလူတော်တော်များများကမျက်နှာဖောင်းနေရေလျှော့တောက်ရမယ်လို့ထင်ကြတယ်။အဲ့ဒါကလုံးဝအမှားပါ။ရေများများတောက်လေရေဓာတ်ပြည့်ဝလေဖြစ်တာကြောင့်ခန္ဓာကိုယ်ကရေတွေကိုတိမ့်ထားဖို့မလိုတော့ပါဘူး။ရေတစ်နေ့ကို3လီတာလောက်တောက်ဖို့တော့ကျွန်တော်အကြံပေးခြင်းနဲ့နံပါတ်5 fiber စားတာဒီအချက်ကိုလူတန်းနဲ့ပဲပြောကြတယ်။တစ်ခါလေတင်းပိုက်ဖောင်းတာကအစီမဟုတ်ဘူး။ဘိုက်ထဲမှာအစာဟောင်းတွေအတွင်းထဲမှာစုနေတာပေါ့နော်။ fiber များတဲ့အစားအစာတွေဖြစ်တဲ့အုံပန်းတီပဲမျိုးဟင်းသီးဟင်းရွက်နဲ့ချီယာစီစတာတွေစပြီးအစာချေဖြတ်မှုလည်းပိုကောင်းလာပြီမနက်မိုးလေးရင်ဘိုက်ချက်နေတာကိုကိုယ်တိုင်သတိထားမိလိမ့်မယ်နံပါတ်6ချက်အိယာမွန်ကင်ဘာမှမစားပါနဲ့ဒါကတော့ကျွန်တော်ကိုယ်တိုင်အချင်းချင်းစမ်းကြည့်ထားတာပါအိတ်ခါနီးစားတဲ့နေ့မနက်နိုးရင်မျက်နှာပိုဖောင်းနေတယ်ဒါကြောင့်အိတ်ချိန်မတိုင်ခင်အနည်းဆုံး2နာရီကနေ3နာရီလိုမှစားပြအောင်လုပ်ပါနံပါတ်9လေ့ကျင့်ခန်းမနက်နိုးတာနဲ့လမ်းလျှောက်အကျော်လျှော့ဒိုက်ထိုး5မိနစ်လောက်ပဲလုပ်ဒါတွေကရေဓာတ်ကိုပိုပြီးလှုပ်ရှားစေပြီးတော့မျက်နှာလည်းပိုပြီးကြည်လင်ရှင်းလင်းလာစေတယ်ဒါဆိုနေ့တိုင်းဒီလိုလုပ်ပါမနက်ရေတောက် fresh လုပ် coffee ဒါမှမဟုတ် green tea တောက်တစ်နေ့လုံးစားလျှော့စားပိုတက်ဆီယမ်များများစားညမှာ fiber တွေစားအိတ်ခမ်းကြီးမှာလုံးဝမစားပါနဲ့တစ်ပတ်မှာ2ရက်3ရက်လောက်ကာဗွန်ဟိုက်ဒရိတ်တွေလျှော့စားဒီ routine ကို9ရက်လောက်ပဲလုပ်ကြည့်မှန်ကြည့်လိုက်တဲ့အခါမှာမျက်နှာပိုရှင်းလာတာဘိုက်ပိုချက်လာတာတင်ကိုယ်တိုင်သတိထားမိပါလိမ့်မယ်ဒီ video လေးကအမိတ်ဆွေအတွက်အကျိုးရှိတယ်ဆိုတော့ like နဲ့ subscribe ထောက်မေးပါနဲ့နောက် video မှာကျွန်တော်တို့ပြန်ပြီးတွေ့ကြပါမယ်